ကျမအချော်လေးပါဒီနေ့ကလောတော့မလို့ plan ထားပါတော့။ဒါကြောင့်တော့ဖြစ်ပါတယ်။နောက်တော့ကျမတို့လန်ထိတ်ကမြင်ရရဲ့ဖျားပါ။နောက်တော့မှပြေဆုံးဆောင်နေကြပါနေရောက်တာ။ရောခီးဆက်ခဲ့ကြပါပြီ။ What? ဒီမှာကြည့်ပါဟဲဟိုမှာတစ်ချမ်းမူရွာတစ်ချမ်းနေဘူးအဲ့လိုပါပဲ။အဲ့လိုမျိုးဖြစ်တာလေ။ဟဲဟိုဘက်မှာတောင်ကြီးတဲ့တူပါပဲ။နောက်ဆုံးတော့မြင်းကရွာတွေကကျမတို့ငါထားအိမ်လေးရောက်ခဲ့ပါပြီ။လာဘူးလားမင်းအဲ့ပေါ်လာတော့စပရေးတော့မပါလားဒါတော့ဘာညာလေးတစ်ပြက်ပါဟေးဝင်သွားပြီဝင်သွားပြီလာလာလာကျမတို့ရဲ့ plan မိဘုံပြန်တိတ်တိတ်လေးလွတ်တော့မှာပါမတကားတော့ပြလိုက်ပါညနေဝါမီးစော်လားကျမတို့လည်းပြည်စုံနေလွတ်တယ်လုံးပါဟုတ်ကဲ့မကြောက်လိုက်နော်ကျွတ်နေလေပြေးလာလေမိဘုံပြန်မပြန်လို့ရည်နေရပါတယ်စိတ်တွေလည်းပိတ်ပါတယ်ကြည့်လိုက်ကြပါလားရပါကြားနေမဟုတ်လားတက်နေပါသူမိုင်းဝါနေကျောက်ပါတကယ်ဒီရရှိပြီးတော့ရအောင်လဲရပါလားအဲ့ဒါမကန်အေးရတယ်တော့တက်ပါတက်ပါကျမတို့ကျူးစာပန်းစားလွတ်တာကိုမရတာပါဒီမိဘုံရမအောင်ပါဘူးနေရတယ်မိရရမယ်နေနောက်ထပ်တစ်ယောက်ကချက်ကျူးစားကြည့်ပါလေဘယ်လောက်ကြိုးစားလဲဆိုအပြင်အောင်ရောက်တော့ပြီလွတ်တာဆိုတော့လေဟုတ်ပါဘူးမင်းမချောင်းဆွဲထားတယ်ခင်ဗျာအဲ့တော့မတက်ဘူးချက်လိုက်ချက်လိုက်နေပြီနားပါတော်တော်ရွတ်တယ်နော်ဒီကအေးလို့ချက်တော့လည်းမပြောက်ဘူးအေးလို့လိုက်ချောင်းဘာလို့မတက်နိုင်ရလဲသူမတက်နိုင်တော့တယ်တက်မီဂျိုလောင်ကုန်မယ်နော်ညင်းလိုက်တော့မတက်ခိုင်နဲ့သူတက်နေလိုက်တော့ကြောက်နဲ့လေးတိုင်းနေကအဲ့လာသိမကြည့်ပါနော်နောက်ဆုံးတော့မအောင်ရမဲ့တူငင်းလိုက်ရပါတယ်ရှင်အဲ့ဒါကြမဟုတ်တော့လားအဲ့ဒါလုပ်လာတယ်ဒီညမှာပဲမိမိကြပြီးတော့မိုးရည်တယ်ရွာပါတယ်ဒီတိုင်းဆိုတော့ကဲမိုးရတော့ကျမတို့ရဲ့နောက်ထပ်အစီအစဉ်လေးစလိုက်ပါတယ်ဒီစီစဉ်ကတော့လောဝါရဲ့နေယူပါတယ်ကျမတို့ကိုလာပဲတောက်တာပါကျမတို့အဖြော်ရည်လေးတောက်ပြီးတော့မမှုကြပါဘူးမမှုလို့စိတ်ညစ်အဲ့ဖေးကြီးကအောင်ပန်းဝက်ကြပါတော်တော်ချိုးပါတယ်ဒါစက်တိုင်မလိုက်လေးလောက်ပြလိုက်ပါတယ်ခက်လေးဒါကျွန်တော်တကယ်အိမ်လေးရဲ့ view ပါဘီနာ view လာပါတယ်ဒါတော့မေရာစဖီလေးတစ်ဖြက်ပါဒါတော့ဆရာသမားပြေဆုံးဖုန်းကြံကြီးလို့စောင့်နေပါကျမတို့ဒါဖြိုင်းတောင်သွားတဲ့လမ်းကြီးမှာလာပါတယ်ပြိုင်တောင်မြင်ရပါပြီဒါတော့ကျမရဲ့ရှူတင်တစ်ဖြက်ပါဟိုရှောင်းဒီရှောင်းဟိုတွားပြီးတွားဆရာလုံးလိုက်ပါတယ်နားမပါဘလို့ရရပါ Yes I know
ဒီ coffee ဆိုင်လေးကိုထည့်ရောက်ခဲ့ကြပါတယ်ကျွန်တော် coffee ဆိုင်ရှိရမြင်ရ view လေးပါအရင်လာပါတယ် ဟောလဲဒီလိုမျိုး view ဝေးဒီလိုမျိုးတောင်တန်းတွေကိုကြည့်ရတာဒါရှမ်းပြည်ကျွန်တော်ရှမ်းပြည်ကိုချေရတဲ့ဒုတိယချက်ပထမချက်ကပထမချက်ကတော့ရှမ်းမလေးချောင်းစိတ်စင်ရဲဝိုင်း ချင်းမီရဲ့တောက်ကီတပေါက်ပါဘလော့လေးကိုဒီပါပဲအဆုံးသတ်လိုက်ပါမယ်ရှင်အဆုံးထိကြည့်ပေးရတဲ့လူတွေကျေးဇူးများကြီးတင်ပါတယ်ရှင်